သာသနာတော်နှစ်2559ခုနှစ်ကောဇာတက္ကရာ1385ခုနှစ်တော်သရင်လဆန်း4ရက်2013ခုနှစ်စက်တင်ဘာလ10ရက်မန္တလေးတိုင်းဒေသကြီးချမ်းမြသာစီမြို့နယ်ကျွလွန်အုံဆောင်ရပ်ကွက်တောင်ပြင်ထီးလင်းတိုက်ဤပရဏနာယကတိုက်အုပ်ဆရာတော်ချမ်းမြသာစီမြို့နယ်ဩဝါဒစရိယပရိယတိသာသနာဟိတအသင်းကြီးဩဝါဒစရိယမဟာမုနိကောကဖွဲ့ဩဝါဒစရိယမန္တလေးမြို့နိုင်ငံတော်ပရိယတိသာသနာတက္ကသိုလ်ဤပထမဆုံးဗမောက္ခချုပ်ဆရာတော်ဗတ္တန္တဇောတိကပိဝန္တမထေမြတ်ဤအန္တိမအခိသာပနတပင်ဆင်ရင်ကျင်းပရာဝယ်တပည့်များကပူဇော်ကြောသောအားဖြင့်ဆင်ရင်ကျင်းပပြုလုပ်အပ်သည့်ညဥယျာဉ်ဓမ္မတပင်အခမ်းအနား၌အန္တလေးမြို့ဥက္ကုကိုလေးတော်မောအောင်တာမောင်ဖြိုးဟိန်းကိုသမီးမမောတိရီကိုပရမယတုခသင်္ကန်းတိုက်မိသားစုတို့ဤအမတဒါနဓမ္မဒါနဖြစ်ဖြစ်ဟောကြားအပ်သောမြတ်ဗုဒ္ဓဤတံဝေကတရားနှင့်အဆုံးအမစကားအကြောင်းတရားဒေသနာတော်ဒီကနေ့ညတပါးသဘင်ခန္ဓာကိုရှင်ဘုရားသခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာတိခေရံကတောလောကဟိတယာနာထောနမောမာကတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပေမေယံရည်တဲ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုချက်တိထားဝယ်ငါးသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာထသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဒီနေ့လေးညမြောက်ဆင်ရင်ကျင့်ပပြုလို့အပ်တဲ့
ဓမ္မသဘင်ခန္ဓာကတောင်ပြင်ထီလင်းတိုက်ပရာဏနာယကတိုက်အုပ်ဆရာပါဠိပါရဂုသီရိပွေရဓမ္မစရိယတကြလိဟဓမ္မစရိယတက္ကတပါကတပါဠိဟိန္ဒိအင်္ဂလိပ်ဘာသာမျိုးစုံကျွမ်းကျင်လိမ္မာတော်မူတဲ့အိန္ဒိယနိုင်ငံမှာ Sanskrit University လို့ဆိုတဲ့တက္ကသိုလ်ကဝေဒုဂုဏ်ထူးတွေရရှိပြီးမြန်မာနိုင်ငံမှာအလွန်ရှားပါတဲ့ဆွဲဆောင်ရတတော်86သိက္ခာတော်66ပါးရှိဆရာတော်ဘုရားကြီးရဲ့သာပနာနဲ့ပတ်သက်ပြီးတော့ကျင်းပတဲ့ဓမ္မသဘင်ထိုဆရာတော်ဘုရားကြီးကိုပူဇော်သောအားဖြင့်ဒီပြည်တရားဓမ္မတွေအလုံးကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ဘုရားသာသနာတော်မှာမိတင်းနေကြတဲ့ပုဂ္ဂိုလ်တိုင်းဟာကျေးဇူးမကင်းကြဘူးအလုံးကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေကြီးပဲမိမိတို့ရဲ့ကျေးဇူးရှင်ဖြစ်တဲ့ဆရာတော်ဘုရားကြီးကိုနောက်ဆုံးပူဇော်တဲ့အနေနဲ့ဓမ္မသဘင်ဆင်ကျင်းပပြီးတော့တန်ဝေကရယူချလာဖြစ်တယ်ပေါ့ဒီလိုဆွဲဆောင်ရတဲ့ပိဋကတ်တေမကအခြားဘာတန္တရကျမ်းဂန်များပါကျွမ်းကျင်လိမ္မာတဲ့ဆရာတော်ဘုရားကြီးမျိုးဆိုတာလက်ချိုးလို့ရေတွက်လို့ရလာအောင်မဓမ္မရှားပါတယ်ပေါ့လူတိုင်းမှာရှိတဲ့လက်ဆက်ကြောင်ပြည့်အောင်တော်ချိုးလို့မရနိုင်လောက်အောင်ရှားပါတဲ့ဆရာတော်ဘုရားကြီးမျိုးအခုလိုဘဝနထဆံတော်မူသွားတယ်ဆိုတော့အကြီးအကျယ်ဆုံးရှုံးမှုတစ်ခုလို့ဒီလိုဆိုရမှာဆုံးရှုံးတယ်အဲ့လိုဆုံးရှုံးမှုတွေဟာထပ်မံမဆုံးရှုံးရအောင်ဒီဆရာတော်ဘုရားကြီးချမှတ်သင်ကြားပို့ချခဲ့တဲ့ပညာရပ်တွေကိုကျန်ရတဲ့တပည့်တွေကသို့မဟုတ်မြန်မာနိုင်ငံမှာရှိတဲ့သံဃာတော်အရှင်မြတ်တွေကဤဆရာတော်ကြီးမျိုးလို့ပရိယတ္တိဘာတန္တရပညာအရေးချင်းတွေရရှိအောင်ကြိုးစားခြင်းဖြင့်သာသနာရဲ့စွမ်းအားတွေကိုထပ်ဖြည့်ပြီးတော့လောက်ကြရမှာဖြစ်တယ်လောက်ပြီးတော့ဆရာတော်ဘုရားကြီးရဲ့ခုံတွေခြေဆုတွေကိုပူဇော်ကြတာမှန်ကန်တဲ့ပူဇော်မှုတစ်ခုပဲအခုလိုတရားဓမ္မဖြင့်ပူဇော်တဲ့အခါမှာဘုန်းကြီးတို့အနေနဲ့လည်းအခုလိုမြန်မာနိုင်ငံမှာထင်ရှားကြော်ကြားတဲ့ဘာတန္တရကျွမ်းကျင်တဲ့ဆရာတော်ဘုရားကြီးရဲ့ခုံတွေပြောဆိုကြည်ညိုခွင့်ပူဇော်ခွင့်ရတာအမှန်တမ်းခုံယူတိုက်တဲ့အရာတစ်ခုဖြစ်ပါတက္ကတတို့ပါကတတို့ဆိုတဲ့ဒီဘာသာရပ်တွေ Sanskrit လို့လည်းခေါ်တယ် Prakrit လို့လည်းခေါ်တယ်ဒီဘာသာရပ်တွေဟာပါဠိဘာသာနဲ့ဆက်နွယ်နေတာဖြစ်သောကြောင့်ဒီတက္ကတပါကတဘာသာတွေကိုမတတ်လို့ရှိရင်ပါဠိဘာသာအချို့ပုဒ်တွေရဲ့အခက်အခဲကိုသိဖို့အမှန်တမ်းခဲရင်တယ်ပေါ့ပါဠိကျမ်းဂန်တွေကိုဖွင့်ဆိုထားတဲ့အထက်ကရာတီကာတွေဟာတက္ကတကျမ်းတွေတို့ပါကတကျမ်းတွေတို့ဒီကျမ်းတွေကအစိုးအမိန့်တွေကိုရည်ညွှန်းပြီးတော့ရေးသားထားတဲ့အခါမှာဒီကျမ်းတွေမတတ်ဘူးဆိုလို့ရှိရင်မဖြေရှင်းနိုင်တဲ့အချက်တွေအများကြီးတွေ့နိုင်တယ်ပေါ့မြန်မာနိုင်ငံမှာအခုလိုပညာရည်ချင်းပြည့်စုံတဲ့ဆရာတော်ကြီးတစ်ပါးဘဝနထံပြန်လည်တော်မူသွားတာဟာပညာရေးဘက်ကဆုံးရှုံးနစ်နာမှုတစ်ခုပဲလို့ဒီနစ်နာဆုံးရှုံးမှုတစ်ခုကို
ကာမိအောင်မျိုးဆက်တစ်တွေကဒီဆရာတော်ကြီးတက်သွားတဲ့ပညာရမျိုးတွေတက်အောင်တို့တွေကြိုးစားမယ်လို့ဆိုရဲစိတ်နှလုံးထားပြီးတော့ကြိုးစားအထောက်ဖို့ပဲရှိတော့တယ်ပေါ့ဒီကနေ့မြတ်ဗုဒ္ဓရဲ့တန်ဝေကတရားနဲ့ဆုံးမစကားဆိုတာတန်ဝေကဖြစ်เสียနဲ့ကြုံကြိုက်လာတဲ့အခါမှာထိတ်လန့်တုန်လှုပ်ခြင်းဆိုတဲ့တန်ဝေကဖြစ်တဲ့ဖြစ်တိုက်တဲ့အရာဖြစ်လို့ဘုရားမြတ်စွာလမ်းညွှန်ချက်အတိုင်းတံဝေဇနိယေတုဌာနေတုတံဝေခောစတံဝိခတ္တစယောနိတောပဒါနံလို့ဆိုဒေသနာတော်2ရက်မှာတံဝေကဖြစ်เสียအကြောင်းကျုံလာလို့ရှိရင်တံဝေကဖြစ်ရမယ်တဲ့မဖြစ်ဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာတဏှာမှာခေါင်းမာနေသေးတဲ့ပုဂ္ဂိုလ်တယောက်ပဲဖြစ်တယ်နော်အခုကတံဝေကဖြစ်เสียအမတန်ကောင်းတဲ့ဒီကုလိုပညာရည်ချင်းပြည့်စုံတဲ့ဆရာတော်ဘုရားကြီးတော်မှပင်ဘဝနာကြောင်းရွှေ့ပြောင်းသတင်းသုံးတော်မူရသေးတယ်ထို့လိုပုဂ္ဂိုလ်တွေဟာဘယ်မှာလင်သိခြင်းတရားနဲ့မရင်ဆိုင်မဲရှိမလဲလို့ထိတ်လန့်တုန်လှုပ်ဖွယ်တံဝေကဖြစ်ဖွယ်ဖြစ်ရပေါ့ဒါကိုမြတ်စွာဘုရားကတံဝေဇနိယေတုဌာနေတုတံဝေကဖြစ်เสียအကြောင်းတွေနဲ့ဆုံစည်းလာတဲ့အခါမှာတံဝေခောထိတ်လန့်တုန်လှုပ်မှုဆိုတဲ့တံဝေကဖြစ်ရမယ်တံဝေကလို့ဆိုတဲ့စကားလုံးဟာမြန်မာလူမျိုးတွေရဲ့နှုတ်ထဲမှာလည်းပဲတက်ရောက်နေတဲ့စကားလုံးပဲဖြစ်တယ်အဲ့တော့တံဝေကဆိုတာဘာကိုပြောတာလဲလို့ဆိုရင်တဝတ္တပညာဏံတံဝေခောဝတ္တပလို့ဆိုတဲ့မကောင်းတဲ့အရာမှန်သမျှရဲ့အပြစ်တွေကိုကြောက်ရွံ့တယ်သို့မဟုတ်တဏှာကြီးကိုကြောက်ရွံ့တယ်အသိဉာဏ်နဲ့ရှင်းလာတဲ့စိတ်နှလုံးတုန်လှုပ်မှုဟာတံဝေကပဲဝတ္တပနဲ့ရှင်တဲ့အသိဉာဏ်ဟာတံဝေကလို့စာပေကျမ်းဂန်မှာဆိုတဲ့အတိုင်းတံဝေကဆိုတဲ့ပုဂ္ဂိုလ်ဟာဝိစီဘယစလနေတုလို့ဓာတ်ကျမ်းတွေမှာဆိုတဲ့အတိုင်းပဲဘယစလနကြောက်တယ်ကြောက်เสียကောင်းတယ်စိတ်နှလုံးတုန်လှုပ်ဖွယ်ရကောင်းတယ်အခုလိုထင်ရှားကြော်ကြားတဲ့ဆရာတော်ဘုရားကြီးပြန်လွန်တော်မူသောပြီဆိုတာကိုကြားလိုက်ရတဲ့ပုဂ္ဂိုလ်တိုင်းဟာသိခြင်းတရားပေါ်မှာကြောက်ရွံ့မှုတွေဖြစ်ုံမျှမကစိတ်နှလုံးတုန်လှုပ်ချောင်ချားမှုပါဖြစ်ကြရရှင်သာရိပုတ္တရာမထေရပြိဋိဘံဆံသွားပြီဆိုတာကြားလိုက်ရတဲ့ရှင်အာနန္ဒာမထေရမြတ်ကမြတ်စွာဘုရားကိုလျှောက်တယ်ရှင်သာရိပုတ္တရာပြိဋိဘံဆံသွားတယ်လို့ကြားလိုက်တာနဲ့တပည့်တော်ဟာအယမျက်နာတွေထိုးထိုးအီအီတွေဘယ်ဟာကိုမှစိတ်မဝင်စားတော့ဘူးနှလုံးသွင်းနေကြတရားတွေလည်းပဲဉာဏ်ထဲမှာပေါ်မလာဘူးဓမ္မာပိမံနပฏิဗန္တိတရားဓမ္မတွေကလည်းပဲအကုန်ပျောက်ကုန်တယ်ဒါစိတ်နှလုံးတုန်လှုပ်ပြီးတော့တံဝေကဖြစ်သွားတဲ့စကားပဲနော်နှလုံးသွင်းနေကြတရားတွေတောင်မှပဲနှလုံးသွင်းဖို့ဉာဏ်ထဲမှာပေါ်မလာဘူးထိတာပိမေနပက္ခယန္တိဘယ်ရကြည့်ကြည့်စိတ်ကြည်နူးစရာတခုမှမရှိတော့ဘူးအယမျက်နှာတွေလည်းပျောက်ဆုံးကုန်တယ်စိတ်မကြည်မလင်ဖြစ်ရတာကိုဆိုလို့ပေါ့နော်အဲ့ဒါမျိုးလိုပဲအခုလိုသာသနာတော်မှာအရေးချင်းပြေဝတဲ့ဆရာတော်တစ်ပါးပြန်တော်မူသွားတယ်လို့ကြားရတဲ့ပုဂ္ဂိုလ်တိုင်းဟာ
သေခြင်းတရားကိုကြောက်ရွံ့ခြင်းစိတ်နှလုံးတုန်လှုပ်ခြောက်ခြားခြင်းဆိုတာတွေဟာဖြစ်ကြရတာလေကြီးပဲပေါ့တန်ဖိုးသိတဲ့ပုဂ္ဂိုလ်ဒီမှာပို့ပြီးတော့ဖြစ်တတ်တယ်ပေါ့ဒါကြောင့်မို့လို့အဲ့လိုဖြစ်လာတာဟာဖြစ်တဲ့ဖြစ်ထိုက်လို့ဖြစ်တာလို့ပြောရမှာပဲတံဝေဇနိယေတုဌာနေတုတံဝေဂောစထိတ်လန့်တုန်လှုပ်ဖွယ်အကြောင်းတရားတွေထိတ်လန့်စရာကောင်းတဲ့အကြောင်းတရားတွေအဲ့ဒီထိတ်လန့်တုန်လှုပ်စရာအကြောင်းတရားတွေများစွာရှိတဲ့ထဲမှာစာပေကျမ်းဂန်မှာတံဝေဇနိယဌာနတံဝေကဖြစ်เสียအကြောင်း10မျိုးဆိုပြီးတော့တံဝေကဝတ္ထု10မျိုးဆိုတာဖော်ပြထားတာရှိတယ်ဘဝရဲ့ဒုက္ခလို့ထင်ရှားတဲ့ဇာတိဇရာဗျာတိမရဏဒီဒုက္ခတွေဟာလည်းပဲကြောက်ရွံ့တုန်လှုပ်ပြီးတော့တံဝေကဖြစ်เสียကောင်းတဲ့အရာတွေပဲဇာတိရဲ့ဇရာရဲ့ဗျာတိရဲ့မရဏရဲ့နောက်တစ်ခုကတော့အပါယဒုက္ခအပေပုံပေသားတွေအပေလေးပုံမှာရောက်ရှိနေကြတဲ့သရဝါတွေရဲ့ဒုက္ခဟာလေတွေးကြည့်ရုံနဲ့ကြောချမ်းเสียကောင်းတယ်ကြောက်เสียကောင်းတယ်အဝေကဖြစ်เสียကောင်းတယ်အတိတ်ဘဝကိုမျှော်တွေးကြည့်မယ်ဆိုလို့ရှိရင်ဝိကျွေးမကင်းသေးတဲ့ပုဂ္ဂိုလ်တွေတွေ့ကြုံကြရတဲ့ဝတ္တမူလကဒုက္ခအနာဂတ်မှာလည်းပဲကိလေသာတွေမကုန်သေးတော့ကံတရားတွေရဲ့ထုတ်လုပ်ပေးမဲ့အနာဂတ်ဘဝမှာလည်းပဲဝတ္တပုဂ္ဂိုလ်အခြေခံပြီးတော့ကြုံတွေ့ရမယ်ဆင်းရဲဒုက္ခတွေအခုလက်ရှိပြစ္ဆုတ်ပံနေ့စဉ်နဲ့စာရေးတောက်တာပင်ပန်းကြီးစွာရှာဖွေပြီးတော့နေကြရတဲ့အာဟာရပရိယေတနာဒုက္ခတွေဆိုတာလူတိုင်းဟာတရက်တည်းလည်းပြီးတာလည်းမဟုတ်ဘူးเนาะတကယ်စဉ်းစားကြည့်မယ်ဆိုရင်ဒါတွေကကြောက်เสียကောင်းပြီးတော့စိတ်နှလုံးမတုန်လှုပ်ဖွယ်ရာတွေကြီးပဲဖြစ်တယ်ပေါ့အဲ့ဒါလို့စိတ်ပြည့်ငြင်းငွေ့ဖွယ်ရာကြောက်လန့်เสียကောင်းတဲ့တံဝေကဖြစ်ဖွယ်ရာအချက်တွေနဲ့တွေ့လာလို့ရှိရင်တံဝေကဖြစ်အောင်စဉ်းစားဆင်ခြင်ဖို့လိုအပ်တယ်တဲ့ဒီလိုတံဝေကဖြစ်เสียအကြောင်းတွေနဲ့ဆုံးရတန်းနဲ့မှတံဝေကမဖြစ်ဘူးဆိုလို့ရှိရင်တော့ဒီလူဟာတန်တရားထဲမှာနေဦးမှာပဲအကြာကြီးနော်တံဝေကဖြစ်လာပြီဆိုလို့ရှိရင်လေဖြစ်ယုံနဲ့တွေမရတတ်မသွားရဘူးရှေ့ဆက်လုပ်ဖို့လုပ်ငန်းတစ်ခုကိုမြတ်စွာဘုရားကတံဝိခတ္တစယောနိသောပဒနာတံဝေကဖြစ်လာပြီဆိုလို့ရှိရင်တဲ့နိမလမ်းမှကြိုးစားဖို့လိုအပ်တယ်သေဝေဒုက္ခကြုံလာလို့တံဝေကဖြစ်ရတယ်ဆိုရင်ဟောဒီမရဏဒုက္ခလို့ဆိုရက်သေခြင်းဆင်းရဲကလွတ်ကင်းရဖြစ်တဲ့နိဗ္ဗာန်တရားကိုရရှိအောင်ကြိုးစားအထောက်သင့်တယ်အခုလိုစိတ်နှလုံးတုန်လှုပ်ခြောက်ခြားပွဲတံဝေကဖြစ်ပွဲတွေနဲ့ကြုံတဲ့အခါစိတ်နှလုံးတုန်လှုပ်ခြောက်ခြားမှုကိုအကြောင်းပြုပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာကဘာလဲလို့ဆိုရင်မြတ်စွာဘုရားကဟောထားတာလို့ပဲရှန္ဒနာကိုမေးရှိတယ်ဓမ္မဓိပါဝိဟရထအတ္တဓိပါဝိဟရထအတ္တတရဏဝိဟရထဓမ္မတရဏကိုအာကိုနေကြပုဂ္ဂိုလ်တူတယောက်ကိုအာကိုမယ်ဆိုရင်ပုဂ္ဂိုလ်ဆိုတာမမြဲသည့်အတွက်ကြောင့်မိမိအာကိုမလို့လုံတုံးရှိသေးတယ်အဲ့ဒီပုဂ္ဂိုလ်ကအနိစ္စတရားနဲ့ရင်ဆိုင်သွားရပြီဆိုရင်အာကိုစရာရှိမှာမဟုတ်ဘူးလောကလူသားတွေကလူကိုပဲအာကိုဖို့မိသားစုထဲမှာဆိုလဲအမေအာကိုတယ်အဖေအာကိုတယ်ညီကိုမောင်နှမတွေအာကိုတယ်လို့အာကိုနေရင်ကနေနောက်ဆုံးအာကိုရရောက်သွားလာလို့ဆိုမရောက်တော့နော်
ဒါကြောင့်မို့မြတ်စွာဘုရားဆုံးမတာကတော့အားကိုးစရာရှာမယ်ဆိုရင်ပုဂ္ဂိုလ်ထဲမှာမရှာနဲ့တဲ့ပုဂ္ဂိုလ်ဆိုတာသူရောကိုယ်ရောဘယ်ဟာမှမမြဲဘူးအခိုက်အတန့်လေးပဲအပေါ်ယံပဲအားကိုးလို့ရမယ်ထာဝရအားကိုးလို့မရဘူးထာဝရအားကိုးလို့ရတာဟာဓမ္မပဲဖြစ်တယ်အတ္တလို့ရသော်ပြကိုယ့်ကိုအားကိုးလို့ပြောတဲ့နေရာမှာကိုယ့်ကိုအားကိုးရမှာဘာလဲလို့ဆိုရင်မိမိတဏ္ဍာမှာရှိတဲ့จิตကြကြုတ်ကိုအထောက်ရတဲ့တရားဓမ္မတွေကိုအားကိုးဖို့ဒီလိုဆိုလိုတာထာဝရအားကိုးရမှာကတော့တရားပဲဖြစ်တယ်ပေါ့အေးမြတ်စွာဘုရားလက်ထက်တော်ခါကလာတော့ကလည်းရှင်အနန္ဒာတို့လူရဟန်းတော်တွေဟာမြတ်စွာဘုရားကိုအားကိုးပြီးတော့နေကြတယ်သက်တော်80ရွယ်မှာမြတ်စွာဘုရားပြိဋိဘံစံသွားတယ်ဟောအားကိုးရမဲ့သွားကြတယ်မြတ်စွာဘုရားပြိဋိဘံမစံခင်ဘုရားလောက်နီးနီးအားကိုးရတဲ့ရှင်သာရိပုတ္တရာရှင်မမောက္ကလန်လို့ဆိုတဲ့အဲ့ကတာဝကတွေအားကိုးမယ်လို့ဆိုတော့လေရှင်သာရိပုတ္တရာလည်းပြိဋိဘံစံသွားတယ်ရှင်မောက္ကလန်လည်းပြိဋိဘံစံသွားတယ်ဆိုတော့ပုဂ္ဂိုလ်တွေကိုအားကိုးဖို့ကြံလိုက်တာနဲ့ပုဂ္ဂိုလ်တွေကအားကိုးရမဖြစ်တော့ဘူးရှင်အနန္ဒာကိုမြတ်စွာဘုရားကပုဂ္ဂိုလ်ကိုအာမကိုနဲ့ဆိုပြီးတော့အမိန့်ရှိတဲ့အခါမြတ်စွာဘုရားကတရားကိုသာအားကိုးဖို့ပုဂ္ဂိုလ်ကိုအာမကိုးဖို့ဆိုတော့ရှင်သာရိပုတ္တရာရှင်အနန္ဒာမထေရမြတ်ကမြတ်စွာဘုရားကိုဘာပြန်လျှောက်တုံးဆိုမမရေဘုရားတဲ့သင်္ခါရတရားဆိုတာမမြဲဘူးပုဂ္ဂိုလ်ဆိုတာအာကိုလို့မရဘူးဆိုတာသိပါတယ်ဒါပေမဲ့လို့ရှင်သာရိပုတ္တရာမထေရမြတ်သတင်းသုံးပေါ်တွေကိုအမတန်မှကုညီစောင့်ရှောက်တယ်မသိတာတွေဟောပြောပေးတယ်ရှင်းလင်းပေးတယ်ဆုံးမဩဝါဒပေးတယ်ရှင်သာရိပုတ္တရာမထေရမြတ်ချီးမြှောက်ခဲ့တဲ့တရားဓမ္မတွေကိုတပည့်တော်များဟာမေ့လို့မရအောင်ရှင်သာရိပုတ္တရာရဲ့ဓမ္မလောကဟကိုတလွမ်းလွမ်းနဲ့တတတဖြစ်ပြီးတော့နေရပါတယ်လို့ဒီလိုပြန်လျှောက်ခဲ့ဘူးတယ်နော်အေးသို့တော်လည်းပဲနောက်ဆုံးကြတော့ကိုတရားကိုပဲကိုအားကိုးချရတာပဲဖြစ်တယ်နော်ဒီမှာလည်းပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကတာဝေကဖြစ်ဖွယ်စကားတွေကိုဟောပြီးဆုံးမဩဝါဒပေးခဲ့တယ်ဆိုတဲ့အင်္ဂုတ္တရနိကေမှာလာတဲ့အရကသုတ်တံရဲ့အဆုံးအမတွေကိုမှတ်သားနာယူကြဖို့မြတ်ဗုဒ္ဓရဲ့တံဝေကတရားနဲ့ဆုံးမစကားပေါ့မြတ်စွာဘုရားကဒီသုတ်တံကိုဟောတဲ့အခါလူတို့ရဲ့သက်တမ်းအနှစ်6000ရှိတဲ့အချိန်ကပေါ်ထွန်းခဲ့တဲ့ကာမဂုဏ်အာယုန်တွေကိုစွန့်ပယ်ပြီးသူတော်စင်ဘဝနဲ့နေထိုင်ပြီးဆရာကြီးတစုလုပ်နေတဲ့အရကဆိုတဲ့ဆရာကြီးတဦးရဲ့အဆုံးအမကိုပြန်လီဟောကြားတဲ့အနေနဲ့မြတ်စွာဘုရားကဆုံးမခဲ့တာဒီကနေ့ခေတ်လူရဲ့တက်တန်းဟာတရားရန်လို့ဆိုပေမဲ့လို့တရားအောက်တစ်ဖြည်းဖြည်းရောလာတဲ့အနေအထားရှိတယ်ပေါ့အနှစ်6000တန်းလူတွေရဲ့အမတမအသက်ရှည်သေးတဲ့အနှစ်6000တန်းမှာပေါ်ထွန်းခဲ့တဲ့ဆုံးမဩဝါဒပေးတဲ့အရကဆိုတဲ့ဆရာကြီးကဟောပြောခဲ့တဲ့ဒေသနာတစ်ပုဒ်ကိုမြတ်စွာဘုရားကပြန်ပြီးတော့ဟောပြောထားတယ်အဲ့ဒီဆရာကြီးဟောပြောပုံမှာဒီကနေ့ဆိုရင်ပို့ပြီးတော့မှတ်သားဖို့ကောင်းတဲ့ဟာဖြစ်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကဒီတရားကဒီကနေ့နဲ့မှပို့ပြီးလိုက်လျောတယ်
အနှစ်6000တက်တန်းရှိနေတဲ့ပုဂ္ဂိုလ်တွေဖို့တက်တန်းကရှိချားနေသေးတော့ခဏခေတ်လောက်ဆိုရင်ပို့ပြီးတော့လိုက်ဖက်တယ်လို့တရားအဆုံးမဩဝါဒစကားလေးကိုပြန်လီဖော်ညွှန်းပြီးတော့မြတ်စွာဘုရားကဟောကြားခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီရကဆိုတဲ့ဆရာကြီးကဘယ်လိုဟောတော့ဆိုသူခေတ်ကသူ့တပည့်တွေကိုသူကဗြဟ္မဏဆိုတဲ့စကားလုံးနဲ့ခေါ်တယ်ပေါ့ဒါကြောင့်မို့အပကံဗြဟ္မဏမနုဿာနံဇီဝိတံပရိဒံလဟုကံဘဟုဒုက္ခံဘဟုပါယတံလူတွေရဲ့အသက်နဲ့ပတ်သက်ပြီးသူရဲ့မှတ်ချက်ချပြောတဲ့စကားလေးကိုမှတ်သားထားပါသူတပည့်တွေကိုဆုံးမတဲ့အခါမှာအပကံမနုဿာနံဇီဝိတံပရိဒံလူတွေရဲ့သက်တမ်းဆိုတာအလွန်တိုးတယ်အလွန်တိုးတယ်လို့ပြောခဲ့တဲ့အချိန်ဟာဘယ်အချိန်တော့ဆိုရင်လူတွေရဲ့အသက်နှစ်8000 6000အနှစ်6000ရှိလျားတဲ့အချိန်မှာပြောတာနော်တကယ်တိုးတယ်လို့ပြောရမှာခဏခေတ်ကပိုးတိုးတာပေါ့အဲ့တော့အနှစ်6000တန်းမှာဒီအရကဆရာကြီးကဒီစကားကိုပြောခဲ့တာမနုဿာနံလူတို့ရဲ့ဇီဝိတံအသက်ဟာအပကံအလွန်လဲပြီးပြိတ္တံအလွန်တိုးတောင်းတယ်လဟုကံအလွန်ပဲလျင်မြန်တယ်ဒီလိုဆိုလာဖြစ်ပြီးပြတ်သွားတယ်အလွန်လျင်မြန်တယ်ဘဟုဒုက္ခံဆင်းရဲဒုက္ခတွေအလွန်များတယ်ဘဟုပါယတံပင်ပန်းမှုတွေနဲ့ရောထွေးနေတယ်ဆိုလိုတာကလူတိုင်းဟာအသက်ရှင်နေဆိုပြီးတော့ကိုယ့်အသက်ကိုအထင်ကြီးပြီးတော့မနေကြနဲ့အသက်အမှန်တမ်းတိုးတောင်းတယ်တိုးတောင်းလို့ချမ်းချမ်းသာသာလားလို့ဆိုမဟုတ်ဘူးဘဟုဒုက္ခဒီအသက်ကလေးရှိကြဖို့အတွက်လောက်ကင်ဆောင်နေရတဲ့ဒုက္ခတွေဟာအမှန်တမ်းကြီးမားတယ်လူတွေဟာမငြင်းငွေနိုင်လို့ညအိပ်ဆက်နားနေပြီးမနဲ့ထားလိုက်တဲ့အချိန်ကနေစပြီးတော့ဒီခန္ဓာကိုယ်ကြီးကျွေးဖို့မွေးဖို့လှဖို့ပဖို့ဆိုတာတွေအကုန်ကြိုးစားလုပ်ကင်နေကြတနေ့ကုန်လှူရှားဖက်ဖက်ကိုမောလို့ဘယ်သူအတွက်လဲလို့ဆိုရင်ဟောဒီအသက်ကလေးဆက်နေဖို့အတွက်ကြိုးစားနေကြတာနော်အဲ့ဒါကိုပြောတာဘဟုဒုက္ခဆင်းရဲဒုက္ခတွေအလွန်များတယ်ခုခေတ်ဆိုအန္တရာယ်တွေကပုံများသေးတယ်နော်လမ်းမထွက်လိုက်နဲ့ထွက်လိုက်ရင်အန္တရာယ်တွေကပြည့်နေဘဟုဒုက္ခဘဟုပါယတံလူအသက်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကသံဃာသုတ်တံမှာလည်းဟောထားတာရှိတယ်အနိမိတ်တမနိညန္တံမစ္ဆန္နံဣဒဇီဝိတံကတိရင်စပရိတ္တင်စတင်စဒုက္ခေနတန်ယုတံဆိုတာတစ်ထပ်သေးပါလူအသက်ဆိုတာဘလောက်ရှည်မယ်ဘလောက်နေရမယ်ဆိုတဲ့တိုင်းတာသတ်မှတ်ချက်သင်္ကေတဆိုတာမပါဘူးတဲ့သိလည်းမသိနိုင်ဘူးတဲ့လူတွေဟာကိုယ့်ကိုအချိန်ကလေးနဲ့နေရတာဘယ်သူဖြစ်အသက်ဘလောက်နဲ့ဆုံးသွားပြီတဲ့ဆိုတာလေးနဲ့ပဲကိုယ်ကြတော့အဲ့ဒီအသက်ဆုံးမယ်ထင်ကြမှထင်တာနော်အနိမိတ်တမနိညန္တမသိနိုင်ဘူးလူတွေရဲ့အသက်ဘလောက်ရှည်မယ်ဆိုတာသိနိုင်တာမဟုတ်ဘူးကတိတွေအစဟောဒီအသက်ရှည်ဖို့အတွက်ပင်ပန်းနေဒီကြားထဲမှာဆေဝါဒစာတွေစားရတာအမျိုးစုံသက်ရှည်ဖို့အတွက်ကြိုးစားနေရအတ္တမပင်ပန်းနေအဲ့ဒါလို့ပင်ပန်းနေလို့ရှေးရှေးကြာကြာရှိရလားလဲဆိုမရှိဘူးတဲ့ပြိတ္တအလွန်တိုတောင်းတယ်အဲ့ဒါလို့ယူရထားတဲ့အသက်လေးဟာချမ်းချမ်းသာသာရောရှိရလားလို့ဆိုတင်စဒုက္ခေနတန်ယုတ္တဆဲဒုက္ခတွေနဲ့
ရောထွေးပြီးတော့နေတာပါတဲ့ဒါကအသက်နဲ့ပတ်သက်ပြီးတော့အမှန်မှတူထောင်းလာတဲ့အနေအထားတစ်ခုပေါ်မှာတန်ဝေကဖြစ်ဖို့ကောင်းတဲ့အကြောင်းအဲ့တော့ရကဆရာကြီးကလည်းရှင်းရှင်းလေးပဲဟောတာပဲအပကံမနုဿာနံဇီဝိတံပရိတံလဟုကံဘုဟုဒုက္ခံဘုပါယတလူသားတွေရဲ့အသက်ဆိုတာအမှန်တမ်းလဲပါတယ်တူတောင်းတယ်အမှန်တမ်းလင်းမြန်တယ်ဆင်းရဲဒုက္ခတွေများတယ်ပင်ပန်းဆင်းရဲမှုတွေများတယ်ဒါဖြင့်ဒီလိုအသက်ရှည်ဖို့ခက်ခဲနေတဲ့အချိန်တွေမျိုးမှာအသက်ရှည်နေတဲ့အချိန်ဘာလို့ရမှာလဲဒီတိုင်းမဲ့အသေးစောင့်နေရမှာလားလို့ဆိုမဟုတ်ဘူးလှုပ်တဲ့လှုပ်ထိုက်တာလုပ်နေရဖို့အရေးကြီးတယ်တန်ဖိုးရှိတဲ့အလုပ်ကိုလုပ်ရမယ်လို့ဒါကိုပြောတယ်မန္တာယံဗုဒ္ဓပံအမှတ်တမဲ့မနေနဲ့တဲ့ဒီအခြေအနေတွေကိုအသိဉာဏ်နဲ့အမြဲတမ်းစဉ်းစားပြီးသိအောင်လုပ်ပါမန္တာယဗုဒ္ဓပံအသိဉာဏ်ဖြင့်သိလိုက်တယ်လောကလူသားတွေကအသက်ရှည်ဖို့အတွက်လွယ်ကူတယ်လို့ထင်နေတာအသိဉာဏ်ကင်းမဲ့ပြီးတော့မစင်စားမစင်ကြင်ဘူးဆိုလို့ရှိရင်ဒီလိုပဲထင်နေမှာပဲအဲ့ဒါကြောင့်မလို့အသိဉာဏ်နဲ့သိအောင်လုပ်ပါကိုယ့်ရဲ့အခြေအနေကိုယ့်ဘဝအခြေအနေကိုယ့်အသက်ရဲ့အခြေအနေကိုသိအောင်ကြိုးစားပါသိပြီမလုပ်လဲကုသလံကတ္တပံကုသိုလ်တရားကြိုးစားအထောက်ပါဒီအသက်ရှင်နေတဲ့အချိန်လေးမှာအမြတ်ရဖို့အတွက်ကောင်းတဲ့အလုပ်တွေကိုများများလုပ်ဖို့ဆိုကုသလဆိုတာအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တဲ့အလုပ်မျိုးအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တဲ့မိမိကိုအကျိုးပြုမဲ့အလုပ်တွေကိုများများလုပ်ပါဒါဆုံးမတဲ့သဘောစရိတ္တပံဗြဟ္မစရိယမြင့်မြတ်တဲ့အကျင့်တွေကိုကျင့်ကြံကြိုးကိုအထောက်ပါသူတို့ခေတ်မှာတော့မြင့်မြတ်တဲ့အကျင့်ဆိုတာကာမဂုဏ်အာယုန်တွေရှောင်ပြီးတော့စံတရားတွေရအောင်ကြိုးစားအထောက်ခိုင်းတာပဲအခုမြတ်စွာဘုရားရဲ့သာသနာထွန်းလင်းနေတဲ့အချိန်မှာတော့ဗြဟ္မစရိယဆိုတာမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကိုအထောက်ပြီးဝိပဿနာကျင့်စဉ်တခုကိုကျင့်လို့မဉ္ဇဉ်ဖွဉ္ဇဉ်ရအောင်လုပ်ပါလို့ဒီလိုဆိုလိုတာပေါ့နော်ဗြဟ္မစရိယချင်းတူပေမဲ့လို့အဆင့်ချင်းကွာသွားတယ်အရကဆရာကြီးပြောတော့ကစရိတ္တပံဗြဟ္မစရိယံလို့ဆိုတာကာမဂုဏ်အာယုန်တွေကရှောင်လွဲတဲ့မြတ်သောအကျင့်မျိုးကိုကျင့်ပါလို့ဒီလိုဆိုတာရသော်ဘုရားရဲ့အဆုံးအမစကားရောက်လာတဲ့အခါကျတော့စရိတ္တပံဗြဟ္မစရိယမဂ္ဂဗြဟ္မစရိယလို့ဆိုရဲမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ပါမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်မှလောကုတ္တရာမက်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လောကုတ္တရာမက်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပြီဆိုတော့မှအခုလိုခိုင်မာမှုမရှိတဲ့အသက်ဇီဝိတဆိုတာနဲ့ဒုက္ခင်းပြီးတော့သာဝရငြိမ်းတဲ့ငြိမ်းတတ်ဆိုတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်ပေါ့အနေဒီပြောလာတဲ့တန်တရာဘဝကြီးကနေလွတ်မြောက်သွားနိုင်တယ်ဒီလိုဆိုတာပေါ့နော်စရိတ္တပံဗြဟ္မစရိယံမြတ်သောကျင့်ကိုကျင့်ဘာကြောင့်ဒီလိုတတိပေးနေရတယ်လဲဆိုတဲ့အခါကျနတ္ထိဇာတတအမရဏံဇာတတမွေးဖွားလာတဲ့ပုဂ္ဂိုလ်ရဲ့အမရဏံမသေးပဲသာဝရအသက်ရှိနေတယ်ဆိုတာနတ္ထိလောကမှာမရှိဘူးတဲ့သို့တော်လူတွေကဆေးဝါးတို့မန္တရားတို့ကောင်းလို့ရှိရင်တော့ဗမာပြည်မှာတောင်အရှင်တွက်တွေရှိသေးတယ်နော်ထွက်နိုင်မထွက်နိုင်တော့ကြည့်ပေါ့အရှင်သေးထွက်တာလားထွက်တော့ထွက်တာပဲနော်
ဟောဒီစကားအရာဆိုရင်မွေးလာလို့ရှိရင်မသေးတဲ့လူဆိုတာရှိကုန်ရှိဘူးလို့ပြောတာနော်နတ္ထိဇာတတ္တအမရဏမွေးဖွားလာတဲ့ပုဂ္ဂိုလ်ရဲ့မသေးဘဲနဲ့သာဝရအသက်ရှင်နေတယ်ဆိုတာလောကမှာမရှိဘူးလို့အဲ့ဒါမရှိလို့လှုပ်တင်လှုပ်ထိုက်တာကဘာလို့ဆိုရင်ကုသိုလ်လှုပ်ဖို့နဲ့ဗြဟ္မစရိယကိုချင့်ဖို့ပဲဒီနှစ်ခုပဲနော်အဲ့တော့တံဝိခတသယောနိသောပဒါနာတံဝေကဖြစ်လာလို့ရှိရင်မကံနဲ့နီလန်းနဲ့ကြိုးစားအထုတ်ပါဆိုတာဒါလုပ်ဖို့ပြောတာပဲကုသိုလ်လုပ်တယ်ဗြဟ္မစရိယဘာအကျင့်တရားကိုကျင့်ကြံကြိုးကိုအထုတ်တယ်ဒီနည်းဟာတဏှာဝကထွက်ဖို့ဆင်းရဲဒုက္ခလွတ်ဖို့လှုပ်တင်လှုပ်ထိုက်တာယောနိသောပဒါနာမှန်ကန်တဲ့အကျင့်မှန်ကန်တဲ့ကြိုးစားအထုတ်မှုပဲဖြစ်တယ်လို့ဆိုတာပေါ့နော်အဲ့လိုဆိုတာအဲ့တော့လူရဲ့အသက်နဲ့ပတ်သက်ပြီးတော့အဲ့ဒီရကဆရာကြီးကပြောသွားတဲ့အချက်9ချက်ရှိတယ်လူအသက်ဟာဘလောက်တူတောင်းတယ်ဆိုတာလေးတွေကိုဥပမာနဲ့ထင်ရှားအောင်ရှင်းပြသွားတာရှိအလုံးမြင်မှုကြလိမ့်မယ်ဆောင်းရသည်အမှန်တမ်းအေးတဲ့အချိန်မှာမြတ်တော်လေးထဲမှာကြည့်လိုက်လို့ရှိရင်ကောင်းကင်ရဲ့ကြလာတဲ့နှင်းရည်ပေါက်ကလေးတွေဟာမြက်ပင်လေးတွေထိပ်မှာနှင်းရည်လေးတွေတီးနေတာတွေ့လိုက်နော်နေလဲထွက်လာရောအဲ့ဒါတွေခြောက်သွားတာလုံးဝမရှိတော့နေမထွက်ခင်လေးတော့ရက်ပေါ်မှာနှင်းရည်လေးတွေရှိနေတယ်နှင်းပေါက်ကလေးတွေရှိနေလဲထွက်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီနှင်းပေါက်တွေဟာမကြခင်ပဲအကုန်ပြောက်သွားတယ်လူရဲ့အသက်ဆိုတာအဲ့ဒီတိုင်းပဲတဲ့ခဏလေးပဲနှင်းကိုဥတ္တာဝနှင်းပေါက်ကလေးကိုဥတ္တာဝဘိန္ဓုလူတွေရဲ့အသက်ဆိုတာဟာနှင်းပေါက်ကလေးလိုပဲနေကြီးထိရောက်တာနဲ့နှင်းပေါက်ကလေးတွေဟာခြောက်ပြီးတော့ပျောက်သွားတယ်လို့ပဲလူရဲ့အသက်ဟာလည်းပဲခဏလေးပဲဘာမှခိုင်မာတာမရှိဘူးဒါလောက်ထိအောင်ကိုယ့်အသက်လေးကိုတို့အသက်ရှင်နေတဲ့အချိန်လေးဟာမြက်ဖြားပေါ်မှာတီးနေတဲ့နှင်းပေါက်ကလေးနေအောင်ထိတဲ့အခါမှာခြောက်ပြီးတော့သွားတယ်လို့ပဲဘလောက်မှမကြဘူးဆိုတာလေးကိုတတိတံဝေကဖြစ်ဖို့ပါနော်ခဏလေးအတွင်းအသက်ဆိုတာပျက်စီးသွားနိုင်တယ်နောက်ဥပမာတစ်ခုပေးထားသေးတယ်ဥဒကဘုတ်ဖူလရေပွက်ကလေးတွေပလုံစီလေးတွေကိုပြောတယ်မိုးရွာတဲ့အခါမှာမိုးသီးမိုးပေါက်ကျပြီးတော့မိုးပေါက်ကြီးနဲ့ရွာတဲ့အခါမှာကိုယ်အိမ်တစ်စက်မြိတ်အောက်မှာရေစီးကြောင်းလေးဖြစ်ပြီးတော့နေတစ်စက်မြိတ်ကနေပြီးတော့ကျလိုက်တဲ့ရေလေးတွေဟာအပေါ်ကရေပေါက်ကလေးတစ်ပေါက်ကျလိုက်လို့ရှင်အောက်ကရေစီးကြောင်းတွေကရေကလေးကပေါက်ခနဲ့ဆိုပြီးတော့ရေပွက်ကလေးထလာနော်ပူစီပေါင်းလေးထွက်လာအဲ့ဒါလေးဟာပူစီပေါင်းလေးထွက်ပြီးတော့ခဏလေးနေဖောက်ဆိုကွဲသွားအဲ့ဒါကိုရေပူစီပေါင်းလေးဟာဘလောက်မှမကြဘူးရေပွက်ကလေးဟာခဏလေးပဲရေပွက်ကလေးဖြစ်ပြီးတော့အပေါ်ကရေပေါက်ကျတဲ့အားကြောင့်လေလေးခုတ်ပြီးတော့ရေပူစီပေါင်းလေးဖြစ်လာတာခဏလေးပဲကွဲသွားတယ်လူရဲ့အသက်ဟာလည်းပဲအဲ့ဒါလိုပဲခဏလေးပဲပြက်ပြီးတော့သွားနိုင်တယ်လို့အရကဆရာကြီးကသူတပည့်တွေကိုရှင်းပြနေတာနော်အဲ့ဒါကိုမြတ်စွာဘုရားကပြန်ပြီးဟောပြောတာနောက်တစ်ခုလူတွေရဲ့အသက်ဆိုတာဟာဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ကြည့်ရေထဲမှာဒုတ်ချောင်းလေးတစ်ချောင်းနဲ့ရေမျက်နှာပြင်ပေါ်မှာစာကလေးရေးကြည့်ပါလားသို့မဟုတ်ပန်းကက်ကလေးပုံလေးဖော်ကြည့်ပါရှေ့ကရေနောက်ကပြက်လိုက်သွားတာပဲလေချက်ချင်းရေပေါ်မှာအယုတ်ရေးလို့ထင်တာမှမဟုတ်တာရေးလိုက်တာနဲ့တပြိုင်နက်ရွေ့သွားတာနဲ့တပြိုင်နက်နောက်ကပြက်လိုက်သွားတာလူတွေရဲ့အသက်ဆိုတာလေအဲ့ဒီတိုင်းပဲ
ရေပြက်နာပြေမောမှာဒုံနဲ့ချစ်ရေးတာလို့ပဲလူအသက်ဟာအလွန်လင်းမြန်နေတဲ့ရှေ့ကရေးသွားနောက်ကပြက်လိုက်သွားတာပဲလူအသက်ဟာအဲ့လောက်ထိအောင်လင်းမြန်နေလို့ဒီလိုဆိုတာပေါ့ဟောနောက်တစ်ခုကျတော့ဗာပြောတော့တောင်တွေပေါ်မှာရွာချလိုက်တဲ့မိုးတောင်တွေပေါ်မှာရွာချလိုက်လို့ဒီတောင်ကြားတွေကနေစီးဆင်းလာတဲ့မြစ်ပပတေးရတောင်ကြားမြစ်လို့ဒီလိုခေါ်တယ်အမြင့်ကနေအောက်ထိုးဆင်းလာတဲ့မြစ်ရည်တောင်ပေါ်ကစီးဆင်းလာတဲ့မြစ်ဟာဒလဟောတိုက်ပြီးတော့စီးသွားတယ်ဘာတွေ့တွေ့မြစ်ရည်ကတန့်နေတာမဟုတ်ဘူးရှေ့ကိုဒလဟောတိုက်ပြီးတော့စီးသွားတာနောက်ပြန်ဆုတ်တယ်လို့မရှိဘူးတောင်ကြားရေကနေစီးဆင်းလာတဲ့မြစ်လိုပဲလူတွေရဲ့အသက်ဟာလည်းပဲပျက်စီးဆုံးရှုံးခြင်းတို့ဒလဟောသွားနေတာတဲ့မယမနာသွားနေတာဒါလည်းတန်ဝေကယူเสียပေါ့နော်တောင်ကြားမြစ်ရေဟာအရှိန်အဟုန်နဲ့သွားနေတာနောက်ကျောင်းပြန်မလှည့်တယ်လို့အရှိန်အဟုန်နဲ့သွားနေတယ်လို့လူတွေရဲ့အသက်ဇီဝိတပျက်စီးဘက်ကိုအရှိန်အဟုန်နဲ့သွားနေတာနောက်ကျောင်းမပြန်ဘူးဒါကြောင့်မို့တောင်ကျမြစ်နဲ့အလားတန်တူတယ်လို့ဒီလိုပြောတာဟောနောက်တစ်ခုကျတော့လူတွေနဲ့အလွန်နီးစပ်အားရှိတဲ့လူတယောက်အားမရှိတဲ့လူကတော့တွေတောင်မထွေးနိုင်ဘူးလေတိတ်ပြီးတော့နော်အားသိကောင်းနေတဲ့တမ္မာပြီးတော့အားရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာမိမိပါးစပ်ထဲမှာရှိလာတဲ့တွေကိုအားကုန်သွန်ပြီးတော့ထွေးထုတ်လိုက်တဲ့အခါထွေးထုတ်လိုက်တယ်လို့အဲ့ဒီထွေးထုတ်လိုက်တဲ့တွေလိုပဲလွယ်လွယ်ကူကူအပြင်ရောက်သွားအဲ့ဒါလိုပဲလူရဲ့အသက်ဟာလည်းပဲအမြဲတမ်းလင်မြန်နေပျက်စီးဆုံးရှုံးမှုချက်ချင်းရောက်သွားနိုင်တယ်ဒီအိဗယ်ဆိုလိုတာပေါ့နော်နောက်တစ်ခုကဘာတော့ဆိုရင်တစ်နေ့လုံးမိဘဘောတင်ထားလို့ပူးနေတဲ့တန်အိုခင်းကြီးရဲနေတဲ့တန်အိုခင်းကြီးပေါ်မှာအသားတစ်ကလေးတစ်ခုတင်လိုက်မယ်ဆိုလို့ရှိရင်ရှဲကနေဆိုလောင်ကျွမ်းသွားမှာပဲအင်မတန်မှပူးနေတဲ့တံပြားပေါ်မှာအသားတစ်ကလေးတုံးတင်လိုက်တဲ့အခါရှဲကနေဆိုပျောက်သွားတယ်လို့ပဲလူရဲ့အသက်ဆိုတာလည်းဘယ်တော့မှမကြဘူးတဲ့ဒီလိုဆိုလို့ပဲနော်မန္တပေတုပမာအသားတစ်နဲ့အလားတန်တူတယ်လို့ဒီဥပမာကိုပေးတာနောက်တစ်ခုကျတော့ဂောဝိစုပမာနတယုံပုတ်မဲ့နွားနတယုံနဲ့တလန်းချင်းဟာသိဖို့နီးလာတယ်လို့နတယုံမဲ့ဆွဲသွားတဲ့နွားတစ်ကောင်ဟာခြေလန်းတလန်းလှမ်းလိုက်တာနဲ့သိဖို့နီးသွားတယ်လို့လူရဲ့အသက်ဟာလည်းပဲသိဖို့အတွက်သွားနေတာပဲလို့တနေ့ပြီးတနေ့တနေ့ပြီးတနေ့ဥပမာပဲနွားတစ်ကောင်နတယုံကိုဆွဲသွားတယ်လို့ပဲလူတွေရဲ့အသက်ကိုလည်းပဲသိခြင်းတရားစီသို့ပုတ်လွတ်နေတာပဲလို့တနေ့ပြီးတနေ့တနေ့ပြီးတနေ့သိဖို့နီးလာတယ်လို့နတ္ထိဇာတတအမရဏမွေးဖွားလာတဲ့ပုဂ္ဂိုလ်တယောက်ဟာမသေးပဲနဲ့သာဝရအသက်ရှင်နေတယ်ဆိုတာမရှိဘူးတဲ့အခုလို့တန်ဝေကယူဖို့ရအတွက်အရကဆရာဥပမာတွေနဲ့ဟောထားတာနော်လူရဲ့အသက်အတ္တမတူထောင်းနေတန်ဝေကဖြစ်ဖွယ်ထိတ်လန့်တုန်လှုပ်ပဲဒီလိုဟောကြားတာဖြစ်တယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားကဒီတရားဟောတဲ့အရကဆရာကြီးဆိုတာသူဟောတဲ့အချိန်လူတွေရဲ့သက်တမ်းဟာအနှစ်6000အသက်ရှင်နေလူတွေဆိုတာကိုချင်းတရားကောင်းမွန်ပြီးနေတဲ့အခါမှာသက်တမ်းတွေဟာအလွန်ရှည်တယ်
လူရဲ့တတ်တန်းဟာသတ်မှတ်ချက်မရှိဘူးရှည်ကျင်တဲ့အခါအလွန်ရှည်တယ်တိုကျင်တဲ့အခါလဲ10နှစ်ထိအောင်ရောက်သွားတယ်ပေါ့ကြာဆုံးတော့ဘာဖြစ်လို့အသက်တွေရှည်ဘာကြောင့်အသက်တွေတိုရလဲလို့ဆိုကိုချင်းတရားကောင်းမွန်လာတဲ့အခါမှာလူလောကရဲ့ယာတိဥရုတွေကလည်းအတ္တမကောင်းကိုချင်းတရားကောင်းလာပြီဆိုရင်လူတွေရဲ့ကိုချင်းတရားကံတရားကိုအမိပြုပြီးတော့ယာတိဥရုကောင်းလာတယ်ကောင်းလာတဲ့ယာတိဥရုပေါ်မှာအမိပြုပြီးတော့ဖြစ်ပေါ်လာတဲ့အစာအာဟာရတွေကအစီဩဇာတွေပြည့်လာတဲ့အတွက်ကြောင့်အဲ့ဒီအစီဩဇာတွေရှိတဲ့အစာကိုစားရတဲ့လူသားတွေရဲ့ရုပ်ခန္ဓာအသက်ဇီဝိတကိုဟောဒီအစီဩဇာတွေကထိန်းထားနိုင်တယ်လို့ဒီလိုဆိုတာနော်အဲ့ဒါကြောင့်မို့လို့ကျင့်စာရိတ္တကောင်းပြီးတော့ယာတိဥရုကောင်းလို့တစ်ခုနဲ့တစ်ခုဆက်သွဲပြီးတော့နော်အစာအာဟာရတွေကောင်းနေတဲ့အခါမှာလူတွေဟာအသက်ရှည်ကြလူတွေအသက်ရှည်တဲ့တိုးတယ်ဆိုတာကံနဲ့မဆိုင်ဘူးလားလို့မေးမယ်ဆိုလို့ရှိရင်ကံကကြီးပဲဆုံးဖြတ်မပေးဘူးကံဘလောက်ကောင်းကောင်းဥဒုနဲ့အာဟာရပေါ်မှာမိတီပြီးတော့လူရဲ့အသက်ဟာရှည်တယ်တိုးတယ်ဆိုတာဖြစ်တယ်စဉ်းစားကြည့်လေကကုတ္တန္တမြတ်စွာဘုရားဟောဒီဗဒ္ဒကဘာမှာကကုတ္တန္တမြတ်စွာဘုရားက4000တန်းမှာပွင့်တယ်ကောဏဂမနမြတ်စွာဘုရားက3000တန်းမှာပွင့်တယ်ကသဗ္ဗမြတ်စွာဘုရားက2000တန်းမှာပွင့်တယ်ဒီဘုရားတွေဟာပါရမီဖြည့်ရတာချင်းတူတူပဲကုသိုလ်ကံအနေနဲ့ဘယ်သူကသာတယ်ဘယ်သူကရော့တယ်လို့မရှိဘူးနော်ပါရမီတွေဖြည့်မှဘုရားဆိုတာဖြစ်တယ်အကယ်၍ကံမောတာမူတည်မယ်ဆိုရင်ကကုတ္တန္တမြတ်စွာဘုရားအနှစ်4000အသက်ရှည်လို့ရှိရင်ကောဏဂမနဘုရားတို့ကတ္တဝဘုရားတို့လည်းအနှစ်4000အသက်ရှည်သင့်တာပေါ့ဂေါရမမြတ်စွာဘုရားဆိုသက်တော်80ပဲနေရတယ်အနှစ်4000အသက်ရှည်သင့်တာပေါ့ကံကသာအဆုံးဖြတ်ပေးမယ်ဆိုလို့ရှိရင်တက်တန်းဟာတညီတည်းဖြစ်မှာပေါ့သို့တော့ဘာဖြစ်လို့ဘုရားတွေဟာကံချင်းတူညီကြပါရဲ့တန်းနဲ့ဘာဖြစ်လို့အသက်အတိုးရှိအာယုဝေမတ္တလို့ဆိုတယ်တက်တန်းမတူတာဖြစ်ရတယ်လေလို့မေးတဲ့အခါမှာစာပေကျမ်းကမှအကြောင်းပြထားတာဘာပြတော့ဆိုဥတုနာဘောဇနေနာအာယုဟာယတိပိဝတ္တတိပိဥတုနဲ့အာဟာရကိုအကြောင်းဖြစ်သတ်မှတ်ပြထားတယ်နော်4000တန်းမှာရှိတဲ့ယာတိဥတုနဲ့ဟောဒီ100တန်းမှာရှိတဲ့ယာတိဥတုမတူအဲ့ဒီယာတိဥတုကွဲပြားသည့်အတွက်ကြောင့်4000တန်းကအစာအာဟာရနဲ့ဟောဒီ100တန်းကအစာအာဟာရနဲ့ကွဲပြားခြားနားသွားတယ်4000ရှိနိုင်လောက်အောင်ဥတုကလည်းကောင်းတယ်အာဟာရကလည်းကောင်းတယ်100တန်းမှာကြတော့တောင်းကနန်းမတော့နဲ့ထောင်ကနန်းတော့မရောက်နိုင်တော့ဘူးဒီဥတုနဲ့အာဟာရကမထိန်နိုင်ဘူးလို့ဒီလိုပြောတာနော်အခုဒီမဲ့ကြည့်မန္တလေးမြို့အနေနဲ့ကြည့်ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကမန္တလေးမြို့ဟာအလွန်အေးချမ်းတဲ့အရေးအာဝတ္တတွေကောင်းတယ်လို့တက္ကမကြီးတယောက်ကရှောက်ဖူးတယ်မန္တလေးမြို့ကြီးကိုသူတို့ရောက်လာတဲ့အချိန်မှာအလွန်နေလို့ထိုင်လို့ကောင်းတယ်တဲ့သစ်ပင်ကြီးတွေနဲ့အရေးအာဝတ္တနဲ့အောင်ပင်လေကံကြီးတို့ရေမြောင်းကြီးတွေနဲ့အလွန်အေးချမ်းတယ်လို့ဆိုတယ်နောက်ပိုင်းကျတော့မှမန္တလေးမြို့ဟာခဏအချိန်နေဖြစ်လာတာတဖြည်းဖြည်းဟောမင်းတို့မင်းကြီးလက်ထက်တုန်းကရွှေတချောင်းဆိုတာယရနာနရီခေါ်တဲ့မြင့်ငယ်ကလေးတစ်ခုပဲလှေလောင်းနေနဲ့ဝင်ထွက်သွားလာလို့ရတဲ့ရေတန်းနေကြီးစိမ့်နေတဲ့ရေတွေစီးဆင်းနေတဲ့ယရနာနရီပဲနောက်ပိုင်းကျတော့မှရေသိုးမြောင်းဖြစ်သွားတာရေသိုးမြောင်းဖြစ်တော့မန္တလေးရဲ့ခုံတူးကဘာလို့ဆိုချင်ပေါ်တယ်ဆိုဖြစ်လာအောင်ပင်လေကံကြီးကလည်းမရှိတော့ဘူးလေ
တနေ့ကတည်းမဲ့ကမတယောက်ကလျှောက်တယ်မင်းတို့မင်းကြီးကိုမကျေနပ်ဘူးတဲ့ဘာဖြစ်လို့မကျေနပ်တော့သူမကျေနပ်တာလေမင်းတို့မင်းကြီးထီအောင်သွားမကျေနပ်တာနော်ဘာလို့မကျေနပ်တော့ဆိုဒီလောက်ပူအိုက်ချင်းကြိုက်တဲ့နေရာကိုဒီမျိုးတည်ရမလားလို့မင်းတို့မင်းကိုမကျေနပ်တဲ့လူကရှိသေးတယ်တရားများဆွဲအောင်မလားမသိဘူးအဲ့ဒီကြတော့ဘုန်းကြီးကရှင်းပြလိုက်တယ်မဟုတ်ဘူးမင်းတို့မင်းကြီးမြို့တည်တဲ့အချိန်တုန်းကဒီနေရာဟာအမတန်မှကောင်းတယ်မြတ်နန္ဒာရေညိုတန်းနဲ့မန်းတောင်ရိပ်ခိုဆိုတာလေတချင်းတောင်ရှိသေးတယ်မဟုတ်လားမန်းလေးဟာအပရပုရနဲ့စာလို့ရှိရင်ဒီမန်းလေးတောင်ရိပ်ကလေးကိုခိုလိုက်ရမယ်ဆိုလို့ရှိရင်ရာသီဥတုလည်းအမတန်မှကောင်းတယ်အမတန်မှသာတော့တာယာရှိတဲ့နေရာဆိုပြီးတော့ရွေးချယ်ပြီးတော့တဲတာကိုကံကောင်းလို့ချင်းကြိုက်တာတော့မင်းတို့မင်းသွားပြစ်တင်လို့တော့မဖြစ်ဘူးเนาะအဲ့တော့တစ်ချိန်တုန်းကကောင်းခဲ့ပြီမဲ့လို့ဒီကနေ့အခြေအနေတွေဟာဆုပ်ယုပ်လာတဲ့အတိတ်ပဲကိုပြောတာပဲဆုပ်ယုပ်လာခြင်းအကြောင်းကတော့လူကြီးထူထပ်လာတာလဲအကြောင်းတစ်ခုအနေနဲ့ပါတာပေါ့အိုဆုံးလွာပါတယ်ဆိုတာလဲပါမှာပေါ့เนาะတောတွေတောင်တွေပြုံးကုန်တယ်ဆိုတာလည်းပါမှာပဲအဲ့တော့အခြေအနေတစ်ခုဆိုတာထာဝရတည်မြဲနေတာမဟုတ်ဘူးပြောင်းလဲနေတဲ့အခြေအနေတစ်ခုရှိတယ်ပေါ့လူလောကဆိုတာလည်းပဲဒီတိုင်းပဲဥရုတွေအာဟာရတွေပြောင်းလဲလာတဲ့အခါလူတွေရဲ့အသက်ကိုလည်းပဲထိခိုက်သွားနိုင်တယ်ပေါ့ဒါတွေကအဲ့ဒီဥဒုအာဟာရပြောင်းရခြင်းရဲ့အကြောင်းကတော့ဘာလဲလို့ဆိုရင်လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့မကောင်းတဲ့စိတ်နေသဘောထားတွေကလည်းပဲအကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေတတ်တယ်ဟုတ်တယ်လူတွေလောဘကြီးပြီးတောတွေခုတ်ကြတဲ့အခါကျတော့တောတွေပြောင်းတာပေါ့အဲ့ဒါကြောင့်မို့လို့တောတွေပြောင်းမိုးတွေခေါင်ဒီလိုဖြစ်လာပြီးတော့တဲ့သီးနှံတွေကလည်းပဲအစီဩဇာတွေသိပ်မရှိတော့မရှိတာတွေကိုစားတဲ့အခါကျတော့လူတွေရဲ့ကျန်းမာရေးဟာလည်းပဲလုံလောက်တဲ့အထောက်ပံ့မရတော့ဘူးဒါကြောင့်အသက်တိုတယ်လို့ဒီလိုဆိုတာပဲအဲ့တော့အပြစ်ဆိုတာဘယ်သူမှပုံချစရာမရှိဘူးမြေပေါ်နေတဲ့လူတွေအားလုံးနဲ့သက်ဆိုင်တယ်လို့ပဲဒီလိုပဲပြောရမှာပဲเนาะအဲ့တော့မြတ်စွာဘုရားကအရကဆရာကြီးဒီတရားဟောနေတဲ့အချိန်တုန်းကလူတွေရဲ့အသက်တန်းဟာနှစ်6000ရှည်တယ်တဲ့အဲ့ဒီနှစ်6000ရှည်တဲ့ခေတ်ကဆိုရင်အမျိုးသမီးလေးတွေအိမ်အောင်ပြုတဲ့အရွယ်ဟာအသက်900ကျမှအိမ်အောင်ပြုတယ်နော်နှစ်900ကျမှအိမ်အောင်ပြုတဲ့အရွယ်ရောက်တယ်သူတို့ဆိုတဲ့အဲ့ဒီတုန်းကယောဂလို့ခေါ်ရတာ6မျိုးတည်းပဲရှိတယ်တဲ့ယောဂ6မျိုးဆိုတာဘာလဲလို့ဆိုရင်အေးတာရဲ့တခါတခါရာသီဥတုကအေးတယ်တခါတခါပူတယ်ပေါ့အေးတာရဲ့ပူတာရဲ့ကိုယ်ခန္ဓာကိုယ်မှာအေးလိုက်တာလို့ပြောရတာရဲ့ပူလိုက်တာလို့ပြောရတာရဲ့ဒါယောဂတဲ့ခဏတော့ဒီစင်နဲ့မပါတော့ဘူးဒါအေးတာပူတာယောဂမဟုတ်ဘူးနော်အေးတာယောဂဆိုလို့ရှိရင်အေယာကွန်နေဘယ်လိုလုပ်ယောဂရအောင်လှုပ်ထားသလိုဖြစ်တယ်အေးတာရဲ့ပူတာရဲ့သမင်းစာရာရဲ့ရေငတ်တာရဲ့အဲ့ဒါယောဂတဲ့သူတို့ခေတ်နောက်ဖေးသွားကြနာရဲ့ခင်းလေးသွားကြနာရဲ့အဲ့ဒါကိုယောဂလို့ခေါ်တယ်တဲ့အဲ့ဒီခေတ်ကဒါပဲရှိတယ်တဲ့သူတို့ခေတ်ကယောဂဆိုတာနော်အဲ့တော့ခုခေတ်တော့မကပါဘူးယောဂတွေကအများကြီးဖြစ်နေပြီမကြောက်ဘူးတဲ့ယောဂတွေကလည်းအများကြီးပဲလေခုခေတ်တော့ရှင်က96ပါးယောဂဝေဒနာဆိုတာ96ပါးဆိုတာ
ဆေးချမ်းမှလာတာတလိပ်ကြောင့်ဖြစ်တဲ့ယောဂ32မျိုးတိကျကြောင့်ဖြစ်တဲ့ယောဂ32မျိုးလေကြောင့်ဖြစ်တာ32မျိုး32မျိုး3ဒီ96ပါ96ပါယောဂဝေဒနာလို့ဆိုခဏတော့ယောဂတွေကဒီတည်းမကများလာတယ်ပေါ့အဲ့တော့နောက်လည်းယောဂဝေဒနာတွေကနာမည်မတတ်နိုင်တဲ့ယောဂတွေတောင်ပေါ်နေသေးတယ်နော်နာမည်မပေးရသေးတဲ့ယောဂဝေဒနာတွေတောင်ပေါ်နေသေးတယ်အဲ့ဒါဟာဘာကြောင့်ဖြစ်တာတုံးလို့အကြောင်းရှာမယ်ဆိုလို့ရှိရင်နံပါတ်1ကိုချင်းတရားပြက်ပြားကိုချင်းတရားပြက်ပြားမှုကိုအကြောင်းပြုပြီးတော့ယာတိဥရုတွေထိခိုက်တယ်ယာတိဥရုထိခိုက်တာကိုအကြောင်းပြုပြီးတော့စားရတဲ့အစာအာဟာရတွေမှာလာပြီးတော့အဆီဩဇာတွေနေပါခဏခေတ်ကြတော့စားရတဲ့အစာတွေထဲမှာအဆိပ်တွေပါလာတယ်ပိုဆိုးတယ်ပေါ့လူတွေကသပင်တောင်အယောင်ဆိုးတာမဟုတ်ဘူးစားတဲ့အစာလည်းပဲအယောင်ဆိုးတာအဲ့ဒါလို့ဖြစ်တော့ဒီကနေ့မြန်မာနိုင်ငံမှာဆိုရင်အသေးယောဂနဲ့ကြောက်ကယောဂဖြစ်တာအမြဲတမ်းများလာတယ်ဒီလိုဆိုးတယ်။ဘာဖြစ်လို့တော့ဆိုအစာအစာတွေနဲ့ပတ်သက်တာဒါကြောင့်မို့အသက်ရှည်တဲ့အသက်တိုးတဲ့ဆိုတာဥထုနာဘောဇနေနာအာယုဟာယတိပိဝတ္တတိပိတဲ့ကံနဲ့မဆိုင်ဘူးဥထုကြောင့်အာဟာရကြောင့်တတန်းဟာတိုးသွားတာလည်းရှိတယ်ဆွေးရုပ်သွားတာလည်းရှိတယ်ဒီလိုဆိုတာနော်အဲ့ဒါကြောင့်မလို့ဥထုတို့အာဟာရတို့ဆိုတာဟာအသက်ရှည်ဖို့အတွက်အများကြီးထောက်ကူဖြစ်တာဖြစ်လို့သတိထားရမယ့်အချက်တွေပဲပေါ့အဲ့ဒီမှာမြတ်စွာဘုရားကအရကဆရာကြီးဟောတဲ့ဒီတန်ဝေကဖြစ်ပွယ်စကားတွေနှစ်6000မှာဟောပြီးတော့ယောဂဝေဒနာ6မျိုးသာရှိတဲ့ခေတ်ကဒီစကားကိုပြောခဲ့တာတကယ်တော့ပြောတဲ့နာခဏိခေတ်ပို့ပြောတဲ့နဲ့တဲ့ဟာလူသားတွေရဲ့အသက်ဟာအမတမတိုးတယ်အမတမလင်မြန်တယ်ဆင်းရဲဒုက္ခတွေပင်မဆင်းရဲမှုတွေအလွန်များတယ်ဒါတွေကိုပညာနဲ့ဆင်ခြင်စဉ်းစားရမယ်သိရမယ်ကုသိုလ်လုပ်တဲ့နဲ့ရသောအကျင့်ကိုကျင့်တဲ့နဲ့ဘာကြောင့်လဲမွေးလာတဲ့လူတယောက်ဟာမသေးပဲနဲ့သာဝရအသက်ရှိနေတယ်ဆိုတာမဖြစ်နိုင်ဘူးမရှိဘူးတဲ့အဲ့တော့ဒီကနေ့ခေတ်မှာမှပို့ပြီးတော့ဒီစကားဟာအဓိပ္ပာယ်ပိုရှိလာတယ်လို့ဆိုပြီးတော့မြတ်စွာဘုရားကဒီကနေ့ခေတ်ကအနှစ်တရာသက်တမ်းရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အသက်ကိုကဏ္ဍတွက်ပြထားတာရှိတယ်မြတ်စွာဘုရားကိုယ်တိုင်ကဏ္ဍတွက်ပြထားတဲ့ဟာတစ်ခုရှိတယ်ပေါ့ဒီမှာကဲအနှစ်တရာအသက်ရှိတယ်ဆိုလို့ရှိရင်ဥဒုက3ဓိရှိတာကိုဥဒု3ဓိရှိတဲ့အခါကျတော့ဆောင်းဥဒုတရားနော်ຫນွေဥဒုနဲ့ပြောမယ်ဆိုရင်တရားမိုးဥဒုနဲ့ပြောမယ်ဆိုရင်တရားဆိုဥဒုပေါင်း300ပဲနေရမယ်အသက်တရားရှိတဲ့ပုဂ္ဂိုလ်ကဥဒု300ပဲနေခွင့်ရတယ်နော်ဥဒု300တဲ့ပို့ပြီးတော့မနေရဘူးအဲ့တော့တစ်နှစ်မှာဆိုလို့ရှိရင်လပေါင်း12ခုရှိသည့်အတွက်ကြောင့်12လရှိသည့်အတွက်ကြောင့်အနှစ်တရာဆိုလို့ရှိရင်လပေါင်းဟာ2400အဲ့တော့တို့တွေအသက်တရားနေရအောင်နေရမှလပေါင်းနဲ့တွက်ကြည့်မယ်ဆိုရင်2400နေရမှာဖြစ်တယ်ဒီတဲ့ပို့ပြီးတော့မနေရဘူးတဲ့လာနဲ့ရေတွက်ပြထားတယ်မြတ်စွာဘုရားအဲ့တော့နေ့တွေညတွေနဲ့တခါတွက်မယ်ဆိုလို့ရှိရင်နေ့တွေညတွေနဲ့တွက်မယ်ဆိုရင်နေ့ပေါင်းညပေါင်း36000ပဲနော်အိပ်ရမယ့်ည36000ပဲဒါအနှစ်တရာအသက်ရှည်မှနော်သက်တရာရှည်မှ36000ပဲညအိပ်ရမယ်ဒီတဲ့ပို့ပြီးတော့လူဘဝမှာနေရတာမဟုတ်ဘူးတဲ့ဒါဖြင့်ထမင်းစားရတဲ့တနေ့ကို2နတ်စားတယ်ဆိုလို့ရှိရင်ထမင်းစားရတဲ့အနတ်ပေါင်းကတော့ဘယ်လောက်တုံးဆို9200ထမင်းစားတဲ့အနတ်ပေါင်း9200အဲ့ဒီထဲမှာ
ထမင်းမစားရတာတွေရှိသေးတယ်အမိနို့ဆိုရတာတွေအထက်တွင်းပြီးတော့ပြောထားတယ်ထမင်းမစားရတဲ့ရက်တွေရှိသေးတယ်ဘယ်လိုကြောင့်ထမင်းမစားရတာတော့ဆိုအိတ်ချင်လို့ညတညလုံးအကြာကြီးနေတော့မနေ့စာလွတ်သွားတယ်အိတ်နေတာဟုတ်နော်အိတ်နေတော့အဲ့ဒါမနေ့စာမစားလိုက်ရဘူးတနက်လွတ်သွားတာရှိတယ်နောက်တစ်ခါခေါင်းကိုက်လို့တဲ့ဒုက္ခရောက်နေလို့တဲ့ဆိုပြီးတော့မစားရတာရှိတယ်နေမကောင်းလို့မစားရတာရှိတယ်ဥပုသ်ဆောင်လို့ညနေစာမစားရတာရှိတယ်စားစရာမရှိလို့မစားရတာလည်းရှိသေးတယ်ဟာဒါတွေကိုလည်းမြတ်စွာဘုရားကထည့်သွင်းပြီးတော့တွက်ချက်ပြထားတယ်တွက်ချက်ပြပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဘာပြောတော့ဆိုလို့ရှိရင်ငါဟာတပည့်တွေရဲ့အကျိုးစီးပွားကိုလိုလားတဲ့ဆရာတယောက်အနေနဲ့ဆရာတဦးအနေနဲ့တပည့်တွေကိုကရုဏာထားတဲ့ဆရာတစ်ပါးအနေနဲ့ကရုဏာတရားကိုအဓိကထားပြီးတော့လုံးတင်လုံးထိုက်တာတွေပြောတင်ပြောလိုက်တာတွေဆုံးမစကားတွေငါအခုပြောတာပဲဖြစ်တယ်တဲ့ငါလုပ်ရမယ့်တာဝန်ငါလုပ်ပြီးပြီတတိပေးတယ်လေမြတ်စွာဘုရားဝေဘာလာတဲ့ပုဂ္ဂိုလ်တယောက်မသေးတာဆိုတာမရှိဘူးဒါကြောင့်မို့ကုသိုလ်လုပ်ရမယ်မြတ်သောအကျင့်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြိုးကိုအထောက်ရမယ်မွေးလာရင်တော့မသေးဘူးဆိုတာမရှိဘူးသိမှာပဲမသိခင်ဒါတွေလုပ်ရမယ်တံဝိခတ္တသယောနိသောပဋ္ဌာနာဆိုတဲ့ဒီလိုဆုံးမဩဝါဒပေးပြီးမြတ်စွာဘုရားကဆရာတစ်ပါးအနေနဲ့တာဝန်ကျေအောင်လုပ်တဲ့လုပ်ထိုက်တာငါလုပ်ပြီးပြီဆိုပြီးတော့ရဟန်းတော်တွေကိုဆုံးမတဲ့အနေနဲ့နောက်ဆုံးဗာပြောသွားတော့ဆိုဧတာနိဘိက္ခဝေရုက္ခမူလာနိဧတာနိသုံးညာဂါရာနိကမ္မထာအထုတ်ဖို့တိုက်တွန်းသွားတာจิตายานတို့တဲ့အော်ဒီမှာသစ်ပင်ရင်းနေရှိတယ်ခုခေတ်တော့သစ်ပင်နဲသွားပြီနော်ခုတ်တဲ့လူကများနေတယ်သစ်ပင်ရင်းနေရှိတယ်စိတ်ညင်ရာအကြောင်းတွေအဆောက်အအုံတွေရှိတယ်ဒါတွေဟာသစ်ပင်တွေပဲဒါတွေဟာအဆောက်အအုံတွေပဲနေလို့ရတဲ့နေရာတွေပဲဇာယထဘိက္ခဝေမာပမာဒတ္ထဇာယထရှုမှတ်ပွားများကြသမထကျင့်စဉ်တစ်ခုကိုကျင့်မယ်ဝိပဿနာကျင့်စဉ်တစ်ခုကိုကြည့်မယ်ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ရုပ်တရားနံတရားတွေရဲ့သဘာဝထိုရုပ်တရားနံတရားတွေနဲ့ဖြစ်ပေါ်လာတဲ့အမှတ်လက္ခဏာတွေသဘာဝလက္ခဏာတာမင်ညာလက္ခဏာလို့ဆိုတဲ့ရုပ်တရားနံတရားတွေနဲ့ဆက်ဆိုင်တဲ့ကိုယ်ပိုင်လက္ခဏာတွေရဲ့အနိစ္စဒုက္ခအနတ္တဆိုတဲ့တာမင်ညာလက္ခဏာတွေဒါတွေကိုတတိပညာလုံးလဝိရိယနဲ့ရှုမြင်ညာရှုမှတ်ကြမာပမာဒတ္ထမာပမာဒာအထမိမိလျော့ရော့မနေကြနဲ့ဟောအသက်ဆိုတာအမတ္တမတူတောင်းတယ်မသေးခင်လေးမှာရှုကြမှတ်ကြတရားနှလုံးသွင်းကြမိပြီးတော့မနေကြနဲ့မြတ်စွာဘုရားဒါဆုံးမဩဝါဒပေးတာနော်မာပမာဒာအထမိမိလျော့ရော့မနေကြနဲ့အဲ့လိုနေရင်ဘာဖြစ်တတ်တော့ဆိုသေကဏီသေပေါသေဝကြုံတွေ့လာတဲ့အခါကျတော့ဘာမှမလုပ်ရသေးဘူးအာကိုးเสียမရှိဘူးငါမှသေလည်းသေတော့မယ်အာကိုးเสียလည်းငါဘာမှမရှိဘူးဆိုတာမျိုးဖြစ်ပြီးတော့နောင်တပူပန်တတ်တယ်တဲ့ဟုတ်တယ်မြန်မာပြည်မှာပဲဆရာဝန်ကြီးတယောက်ငယ်တုန်းကတော့ကွန်မြူနစ်လို့ဘာလို့ပေါ့နော်အာရတရားကိုမယုံကြည်ဘူးအတွေ့အခေါ်ကွန်မြူနစ်ဆန်ဆန်နဲ့နေလားနောက်ဆုံးကြတော့ယောဂရလာတာဘာယောဂတော့လို့ဆိုတော့တဖြည်းဖြည်းအသေး6လာတယ်ယောဂတာမန်အသေး6လာတယ်လို့ဆိုတာကိုပဲ
အတိပေးထားတယ်သို့တော့အတွင်းကြကြတော့အသေးကင်စားလို့ပြောတယ်ပေါ့သူကတော့အသေးကင်စားလို့မပြောဘူးအသေးနည်းနည်း6လို့ဆေးစားရမယ်ပဲနောက်ဆုံးကြတော့အသေး6တာကပြန်မဆိုမှမဆိုတော့တာဟုတ်မဆိုတော့သူ့ဘာသူလဲဆရာဝန်ဆိုတော့သိလာတဲကင်စားဆိုတာရိပ်မိလာတဲ့အခါကျတော့ဘာပြောတော့အေးဗျာမသေးခြင်းသေးဘူးဘာမှလည်းမလုပ်ရသေးဘူးသူများနီးတူကုသိုလ်ကောင်းမှုဆိုတာမလုပ်ရသေးဘူးလို့အဲ့ဒီကြတော့မှကိုမယုံကြည်လို့ပတ်ဝန်းကျင်သူတွေလှုပ်တဲ့အလုပ်ကိုကဘာမှမလုပ်ရသေးဘူးဆိုတော့အဲ့ဒီအချိန်လေးမှာဝိပတိတာရစိတ်ထဲမှာနှလုံးမသားမယာဖြစ်တာလေးတွေရှိတယ်ပေါ့မြန်မာနိုင်ငံမှာလည်းတစ်ချိန်ကကွန်မြူနစ်အတွေးအခေါ်တွေရှိတဲ့ပုဂ္ဂိုလ်တွေတခါကြီးတယောက်နာမည်တော့ပြောတော့ပါဘူးနော်အဲ့ဒါလို့ကွန်မြူနစ်အုပ်စုတွေကတခါကြီးတယောက်ထင်ရှားတဲ့တခါကြီးတယောက်တက်ကြီးလာတဲ့အခါတေကန်ကြီးကြတော့မလုပ်သွားတော့သူ့ရွာသူ့မြို့ပြန်ပြီးတော့အလှလုပ်တယ်နော်အလှလေးလှုပ်လာအလှလှုပ်တော့ဘေးကလူတွေကသူထူးထူးဆန်းဆန်းကြည့်တာပေါ့ဘယ်နဲ့ကွန်မြူနစ်ကခုမှအလှလှုပ်ရတယ်လဲလို့ဆိုသူ့ကိုကြည်မှန်းသိတဲ့အခါကျတော့သူကဘာပြောတော့ဒါတော့ဗျာထုံးစံကလေးပေါ့လို့ပြောသွားတယ်နော်လျှော့တော့မလျှော့နေဘူးထုံးစံကလေးမသိခင်လေးတော့ဒါလေးလှုပ်သွားအောင်မှဖြစ်မှာဆိုအဲ့ဒီလိုလေးတတိယသွားရင်ဒါပေါ့နော်ခုနကဆရာဝန်ကြီးကတော့တတိရမတော့ဘူးသေကနီးကြတော့မှဘာမှမလုပ်ရသေးဘူးဆိုပြီးတော့စိတ်နှလုံးမချမ်းမသာဖြစ်သွားပုံရတယ်ပေါ့ဒါကတကယ်ကြုံတွေ့တဲ့ပုဂ္ဂိုလ်တယောက်ကပြန်ပြောပြတဲ့စကားလေးတစ်ခုပဲနော်ဟုတ်ပြီအဲ့ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကမာပစ္ဆဝိပတိတာရိနောအဟုဝတ္ထာအေးနောက်ကြမှာပြန်တွေးလိုက်တိုင်းစိတ်မကောင်းဖြစ်မနေကြနဲ့နောက်ကြရင်စိတ်မကောင်းဖြစ်တတ်တယ်ဘာမှမလုပ်ရသေးဘူးလှုပ်ထားပြီးတဲ့ပုဂ္ဂိုလ်တွေကြတော့အေးငါမှအာကိုးစရာတွေရှိတယ်ငါလှုပ်ထားပြီးငါကိုချင်းသီလတွေရှိတယ်ဒါနကောင်းမှုတွေငါလှုပ်ထားတယ်သိတော့လဲငါအတွက်ဘာမှမထူးဘူးငါလှုပ်ထားတယ်ကုသိုလ်ကောင်းမှုတွေဟောအာကိုးစရာတွေရတာပေါ့နော်အာကိုးရာတွေရှိတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားကဆုံးမတာအေဇာယထဘိက္ခွေမာပမာဒထယဟန်တို့ဝိပဿနာဉာဏ်နဲ့ရှုကြမှတ်ကြသမာဓိစွမ်းအားနဲ့ရှုမြင်သုံးသပ်ကြမာပမာဒအထဒီလှုပ်ဖို့ရမိတ်ပြီးတော့မနေကြနဲ့မိတ်နေရင်နောက်တပူပန်ရတတ်တယ်ဒါကြောင့်မာပစ္ဆဝိပတိတာရိနောအဟုဝတ္ထာနောင်မှစိတ်နှလုံးမကောင်းစိတ်မကောင်းစရာကြီးတွေးပြီးတော့မပူပန်ကြရလိမ့်နဲ့အယံဝောအာမကံအနုတာတနိဒါငါဘုရားရဲ့ဆုံးမစကားပဲဖြစ်တယ်လို့ဆိုပြီးဒီတုတ်တန်ကိုဏိကုံးချုပ်ထားတာဖြစ်ပါတယ်အေးဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့တန်ဝေကဖြစ်เสียကျုံလာတဲ့အခါမှာတန်ဝေကဖြစ်အောင်ဆင်ញင်သုံးသပ်တတ်ဖို့တန်ဝေကဖြစ်လာလို့ရှိရင်လည်းအဲ့ဒီတန်ဝေကကိုအခြေခံပြီးတော့လုံးသိမ့်လုံးထိုက်တဲ့အလုပ်တွေကိုလုပ်ကြဖို့လုံးသိမ့်လုံးထိုက်တဲ့အလုပ်ဆိုတာကုသိုလ်အလုပ်ကစမဂ္ဂင်၈ပါးကျင့်တရားလို့ဆိုတဲ့ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ကြံကြုတ်ကုတ်အားထုတ်ပြီးတော့နောက်ဆုံးမှဝိပဿနာစွမ်းအားတွေမြင့်လာတဲ့အခါကျတော့ဆင်းရဲဒုက္ခတို့ရဲ့ခုံဆုံးရာနိဗ္ဗာန်ကိုမြင်နိုင်တဲ့မဉ္ဇဉ်ဖွဉ္ဇဉ်တို့ကိုရရှိနိုင်မှာဖြစ်တယ်။ဒါကြောင့်ဒီလမ်းကြောင်းအတိုင်းဘဝတစ်ခုရလာတဲ့အချိန်မသေးခင်တို့တွေကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီနှလုံးသွင်းပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း